ဒီနေ့ presentation ကကျွန်တော်ညီမ group 1ပေါ့နော်နံပါတ်1အရင်ဆုံးမင်းနိုင်ရတယ်ပေါ့နော်အဲ့တော့နံပါတ်1ပေါက်သွားတော့နည်းနည်းတော့လန့်သွားတယ်ပျော်ဖို့တော့ကောင်းပါတယ်ဒါပေမဲ့ presenting လုပ်ရတာကျွန်တော်တယောက်တစ်မျိုးစီပေါ့နော် slide ကိုလုံးတက်ထားလည်းမဟုတ်ဘူးဒါပေမဲ့အကုန်လုံးလိုက်ကြည့်ပြီးပြောပေးရတယ်ဆိုတော့နည်းနည်းလေးတော့တချို့ကလေတချို့ဆိုအခက်အခဲလေးရှိပေမဲ့ဒါပေမဲ့ဒါတွေကအကုန်လုံးက learning process တစ်ခုပဲလို့ထင်ပါတယ်တပတ်ကျွန်တော် prepare လုပ်ထားတာဆိုတော့လေ prepare ဆိုတဲ့ finish ရှိဒါပေမဲ့ဒီနေ့ကလေအဲ့ရတယ်နှစ်နာရီလောက်ပဲအဲ့ရလေးရတယ်အရင် nervous ဖြစ်နေအကုန်လုံးလည်းခေါင်းထဲမှာမရှိတော့ fightingဒီနေ့ကတော့ MIC ရဲ့ presentation day လေးပေါ့နော်အခုကျောင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အကုန်လုံးကလုံးဝ dress code အပြည့်နဲ့ presentation အတွက်တခြားလေးကိုပြင်ဆင်လာကြရတယ်လူနာဆိုလို့ရှိရင်လည်းဒီနေ့က group presentation ဆိုတော့အကုန်လုံးကနေမအိမ်ညမအိမ်တွေစူးစမ်းခဲ့ပြီးတော့ presentation ကိုဒီနေ့တခြားလေးလုပ်ခဲ့တယ်လို့ထင်ပါတယ်ဒီနေ့ကတော့ကျွန်တော်ရဲ့ UBO6 ရဲ့ကျွန်တော် presentation လေးဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့အရန်နေလဲစိတ်လှုပ်ရှားစရာကောင်းတယ်ဒီရှယ်တွေရဲ့စာမေးတာတွေကလည်းပေါ့နော်ကျွန်တော်ရတဲ့ဟာလည်းရှိရမရတဲ့ဟာလည်းရှိရဒါပေမဲ့ကျွန်တော်ဒီလို presentation လုပ်ရတော့ဘာပဲဖြစ်စာတွေကိုပြန်ပြီးလဲကြည့်ဖြစ်တယ်ပြီးတော့စာတွေကဒီလိပ်ပတ်လေအောင်သိလားမသိလားဆရာမအိမ်နေလဲ assessment လုပ်ခွင့်ရပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်အရန်အောင်ကောင်းတဲ့ season လေးဖြစ်ပါတယ်အရန်ပြောပါတယ်ခင်ဗျ presentation experience က nervous ဖြစ်တယ်ဒါပေမဲ့ prepare လုပ်ထားတာဒီ share ကိုပြမယ်ဒီ share ရလည်း feedback ပြန်ပေးပြီးတော့ပြင်ပြီးတော့ဆက်ဆက်ရအဆင်ပြေသွားပါရှင် admin shop presentation ရှိရပါတော့အကြောင်းမှာအဲ့ဒါ MEC cosmetic ရွေးပြီးတော့ညီမကတော့ပြသခဲ့ပါတယ်အကြောင်းပါအရင် nervous ဖြစ်တယ်ပေါ့နော်ပထမပြရတဲ့လူဆိုတော့ဒါပေမဲ့အသေးချာတော့ preparation လုပ်ထားတဲ့ assignment ကို strategically ရေးထားပြီးတော့ပြန်ပြီးတော့ presentation မှာပြန်လုပ်ရဆိုတော့အဲ့လောက်တော့အခက်အခဲတော့မရှိပါဘူးရှင်ကျွန်တော် MIC မှာဆိုလို့ရှိရင် presentation တွေလုပ်တဲ့အချိန်မှာ demo dress code လေးလည်းဝေးရပါတယ် presentation ကတော့ဘောပါပဲရှင်တမ်မွန်းနဲ့ကဒီ presentation တွေကပုံမှန်လုပ်နေကြဆိုတော့ဒီခုတမ်8လေးရောက်ပြီဆိုတော့နော်အားလုံးကတော့ဘောပါနဲ့အဆင်ပြေပါရှင်ခွဲပြီးတော့ပါပြီတညလုံးအိပ်ရသေးဘူး research တွေလုပ်ရတယ်အကုန်ရှာပြီးတော့ပေါ့နော်ဒီနေ့အစင်းသိဖြစ်နေအောင်စူးစမ်းထားတာပေါ့ဒီ term ကအခု RP research project လုပ်ရတာဆိုတော့ဒီနှစ်လလုံးအဲ့လိုမျိုး research project survey တွေလုပ် interview တွေလုပ်ပြီးတော့ဒီလိုမျိုးနေ့လေးရောက်လာတာအကုန်လုံးကိုလုပ်ထားတဲ့မြောက်တင်ပြတဲ့နေ့လေးဆိုတော့ပျော်ရွှင်ကြလည်းကောင်းတယ် stress လည်းရှိတာပေါ့ဒါပေမဲ့အခု presentation ပြရဆိုတော့စားလက်စားပဲဆိုပျော်သွားပြီအဆင်ပြေသွားပြီမြန်မာ Imperial College MIC အိမ်မက်ပါအိမ်မက်များကိုယုံကြည်ပါအိမ်မက်များကိုအကောင့်ထဲပေါ်ပါ